အက်ကလက်စီကိုမှာရိုနယ်ဒင်ဟိုနဲ့စီယိုနယ်ဒိုတို့ရဲ့ရှားပါဆက်ညင်ကိုလိုက်မိခဲ့တဲ့ MRB ရီယယ်မက်ဒရစ်တိုက်စစ်မှု MRB ကတော့မဟာပြိုင်ဘက်ဘာစီလိုနာအသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲမှာတော့တကိုးသွင်းယူပြီးခဲ့တဲ့နောက်အက်ကလက်စီကိုမှာရိုနယ်ဒင်ဟိုနဲ့စီယိုနယ်ဒိုတို့ရဲ့ရှားပါဆက်ညင်ကိုလိုက်မိခဲ့ပါတယ်ရီယယ်မက်ဒရစ်အသင်းကတနင်္ဂနွေနေ့ညမှာကစားခဲ့တဲ့လာလီဂါပွဲစဉ်မှာတော့မဟာပြိုင်ဘက်ဘာစီလိုနာအသင်းကို2ဂိုး1ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်အဲ့ဒီပွဲမှာတော့ရီယယ်မက်ဒရစ်အတွက်ဂိုးတွေကိုတော့22မိနစ်မှာ MRB 43မိနစ်မှာဘယ်လင်ဟန်တို့ကသွင်းယူခဲ့ပြီးတော့ဘာစီလိုနာအတွက်တလုံးနဲ့တော့ခြေပါကိုတော့38မိနစ်မှာဖာမင်လိုဘတ်စ်ကသွင်းယူခဲ့တာပဲဖြစ်ပါတယ်။ MRB က2024နွေရာသီမှာ PSG အသင်းကနေ Real Madrid အသင်းစီကိုပြောင်းရွှေ့ခြင်းအလွတ်နဲ့ပြောင်းရွှေ့လာခဲ့တာပါ။သူကပြီးခဲ့တဲ့2024-2025ဘာစီလိုနာအသင်းနဲ့ပြိုင်ပွဲဆုံ၄ပွဲကစားခဲ့ရမှာတော့ပွဲတိုင်းရှုံးနေခဲ့ပြီးမနေ့ညကကစားခဲ့တဲ့ပွဲမှာတော့ပထမအဆုံးချိန်အနိုင်ရရှိခဲ့တာပါ။ MRB က Real Madrid ကစားသမားဖြစ်လာပြီးတဲ့နောက်မှာတော့ပထမအဆုံး El Clasico ပွဲအဖြစ်ဘာစီလိုနာအသင်းနဲ့ကစားခဲ့ရမှာတော့၄ဂိုးကိုမရှိနဲ့ရှုံးနေခဲ့ပူပါတယ်။စပိန်စူပါဖလားပွဲမှာတော့ Real Madrid အသင်းကဘာစီလိုနာကို9ဂိုး2ဂိုးနဲ့ရှုံးနေခဲ့ပြီးတော့အဲ့ဒီပွဲမှာတော့ MRB ကဂိုးသွင်းနိုင်ခဲ့တာပါ။တတိယပွဲမှာလည်းဘာစီလိုနာက3ဂိုး2ဂိုးနဲ့ရှုံးနေခဲ့ပြီးတော့အဲ့ဒီပွဲမှာလည်းသူကဂိုးသွင်းနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီကနောက်ဆုံး El Clasico ပွဲမှာလည်း Real Madrid အသင်းကဘာစီလိုနာကို4ဂိုး3ဂိုးနဲ့ရှုံးနေခဲ့ပြီးတဲ့နောက်အဲ့ဒီပွဲမှာတော့ MRB က hat-trick 3ဂိုးသွင်းယူခဲ့တာပါ။ဒါကြောင့်မနေ့ညကကစားခဲ့တဲ့ဘာစီလိုနာနဲ့ပွဲမှာဂိုးသွင်းပြီးတဲ့နောက်မှာတော့ MRB က El Clasico 4ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ဒါကြောင့် MRB က2021ဘာစီလိုနာကန်နဝင်ရိုနယ်ဒင်ဟိုနဲ့ Real Madrid ကန်နဝင်စီယိုနယ်ဒိုတို့ပြီးတဲ့နောက်အကလက်စီကိုပွဲတွေမှာ၄ပွဲဆက်ဂိုးတွေသွင်းယူနိုင်ခဲ့တဲ့တတိယမြောက်ကစားသမားအဖြစ်မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ဘာစီလိုနာကန်နဝင်ရိုနယ်ဒင်ဟိုကတော့2004ခုနှစ်ကနေ2006ခုနှစ်အတွင်းမှာအကလက်စီကိုပွဲကို၄ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ပြီးတဲ့နောက်အဲ့ဒီ၄ပွဲမှာ၅ဂိုးသွင်းယူခဲ့တာပါ။ Real Madrid ကန်နဝင်စီယိုနယ်ဒိုကတော့2012ခုနှစ်အတွင်းအကလက်စီကိုကို6ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီးတော့သူကတော့6ပွဲမှာ9ဂိုးသွင်းယူခဲ့တာပဲဖြစ်ပါတယ်။အခု MRB ကတော့အကလက်စီကို4ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီးတော့သူကတော့4ပွဲမှာ6ဂိုးသွင်းယူခဲ့တာပဲဖြစ်ပါတယ်။